皆さんこんにちは。ဒီနေ့ကတော့နီချီဆိုတဲ့ခန်းကြီးလေးကိုသုံးထားတဲ့ခန်းကြီး10လုံးအကြောင်းပြောပြချင်ပါတယ်။အများနဲ့သုံးနေကြမို့လို့လိုက်ကြည့်ပေးဦးနော်။はいပထမဆုံးကနီတေကခရီးစဉ်အစီအစဉ်ဇယားတွေကိုပြောတာပါ။旅行の日程を決めましょう。ခရီးစဉ်ဇယားတွေကိုဆုံးဖြတ်ကြစို့။日常ဆိုတာကနေ့စဉ်ဘဝတာမန်ကိုပြောတာပါ။日常生活で困ることはありません。နေ့စဉ်ဘဝမှာခက်ခဲမရှိပါဘူးလို့ပြောချင်တာပါ။先日ဆိုတာလွန်ခဲ့တဲ့ရက်ပိုင်းကလို့ပြောချင်တာပါ။先日はありがとうございました。ဟိုတလောလေးကတခုခုယူလာပေးထားလို့တခုခုရထားလို့ပေါ့နော်။ကျေးဇူးတင်ပါတယ်ဆိုပြီးပြောချင်ရင်ဒါမျိုးလေးပြောလို့ရပါတယ်။နောက်တစ်ခုက日帰りဆိုတာကနေချင်းပြန်ကိုပြောတာပါ京都へ日帰りで行きました京都ကိုနေချင်းပြန်သွားပြီးတော့ပြန်လာခဲ့ပါတယ်လို့ပြောချင်တာပါshort trip ပေါ့နော်ခရီးတိုလေးသွားခြင်းနဲ့နေချင်းပြန်ဆိုရင်日帰りပြောလို့ရပါတယ်နောက်တစ်ခုက来日ဆိုတာကဂျပန်ကိုလာတာဂျပန်ရောက်လာတာကိုပြောချင်တာပါ彼は来月来日する予定ですသူကနောက်လမှာဂျပန်ကိုရောက်မယ်လို့အစီအစဉ်ရှိပါတယ်တဲ့ဒီလိုမျိုးပြောချင်တာပါနောက်တစ်ခုက日中ဆိုတာကနေခင်းဘက်ကိုပြောချင်တာပါနေဘက်ညမဟုတ်တဲ့နေပေါ့နော်နေအလင်းရောင်ရှိတဲ့ဘက်ကိုပြောချင်တာပါ日中は暖かいですが夜は寒いですတဲ့ပေါ့နော်日中နေရှိတဲ့နေဘက်ကကျတော့နှွေးပြီးတော့ညဘက်ကတော့အေးပါတယ်တဲ့နောက်တစ်ခုကကျတော့日課ဆိုတာကနေ့စဉ်လုပ်နေကြအလုပ်တွေကိုပြောတာပါ散歩が私の日課ですနေ့စဉ်နေတဲ့သူကအလုပ်နေကြမို့လို့ဒီလမ်းလျှောက်တာကကျွန်တော်နေ့စဉ်လုပ်နေကြအလုပ်တစ်ခုပါပဲလို့ပြောချင်တဲ့အခါမှာသုံးပါတယ်နောက်တစ်ခုက日差しဆိုတာကနေရောင်ခြည်ရတာနေရောင်ကြတာကိုပြောချင်တာပါ今日の日差しはとても強いですဒီနေ့ရဲ့နေကြပုံနေထိုးတာလေးကအရင်ကိုပြင်းပါတယ်လို့ပြောချင်တာပါနောက်တစ်ခုကスキーဆိုတာအချိန်ကာလတွေနေ့ရက်တွေကိုပြောချင်တဲ့အခါမှာဒီスキーဆိုပြီးမှပြောလို့ရပါတယ်スキーが立つのは早いですအချိန်တွေနေ့တွေလတွေရက်တွေကုန်တာကမြန်လိုက်တာတရက်မြန်လိုက်တာပြောချင်ရင်ဒါမျိုးလေးပြောလို့ရပါတယ်နောက်တစ်ခုက後日ဆိုတာနောက်ရက်တွေဆိုပြီးတော့မှပြောချင်တာဒီနေ့မဟုတ်တဲ့နောက်ရက်ပေါ့နော်ဘယ်နေ့လဲတော့မသိကြဘူးအဲ့လိုဆိုရင်後日လို့ပြောလို့ရတယ်နော်詳細は後日連絡しますအသေးစိတ်တွေကိုတော့ငါတို့နောက်နေ့ကျမှပဲပြန်ပြောပေးမယ်နော်နောက်နေ့မှဆက်သွယ်မယ်နော်လို့ပြောချင်တာပါဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်